Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျူကတော့စက်ပဲနဲ့ကစုံရဲ့ကြော်ကိုချက်စားမှာဖြစ်ပါတယ်မနေ့စာပေါ့နော်မနေ့စာဆိုတာထက်တော့တစ်ရက်လုံးပေါ့ဒီအားကျတော့ပဲလေးပြုတ်ထားပါတယ်ပြီးရင်စက်ပဲချက်ဖို့အတွက်စက်တုံလေးစက်တုံဖြူချင်းကိုထောင်းပါမယ်ထောင်းပြီးတဲ့အခါမှာပထမဦးသုံးနေနဲ့ကစုံရဲ့ကိုကြော်ပါမယ်ဒီရင်ကိုကြော်မယ်အရသာမုတ်လေးထည့်ပါမယ်ရှင်ထည့်ပြီးတဲ့အခါမှာချက်တော့ပါပြီထည့်ပြီးတဲ့အခါမှာချက်ပဲချက်ဖို့အတွက်ညစ်ပြီးစီတက်လိုက်ပါတယ်စနွေးလေးထည့်ပါမယ်ရှိစနွေးထည့်ပြီးတဲ့အခါမှာအရာလေးတိတ်တိတ်ရပြီးဆိုရင်လုံးထားတဲ့ချက်သားကိုထည့်ပေးလိုက်ပါမယ်တက်ဆက်သွားအောင်လို့ငွေပေးပါမယ်ဒါတော့ကြော်ထားတဲ့ကစုံရကြော်လိုက်ပါတယ်ဟုတ်တယ်အဲ့ဒီခါမှာကျင်းတော်ပင်းလေးကိုထည့်လိုက်ပါရှစ်အဲ့တော့ကအနဲ့အရသာမွေးကြိုင်ရတာလေးအားရှစ်တယ်နော်တာ30ပါကအရန်တန်တယ်လို့ပဲတားရအများကြီးပဲပေါ့နော်အဲ့တော့ရေလေးအနည်းငယ်ထည့်ပြီးတော့မှ9မိနစ်လောက်ထားပြီးတော့မှဆူအောင်လုပ်လိုက်ပါတယ်အဲ့ခါမှာပြုတ်ထားတဲ့ပဲဦးထဲကိုစီတက်ထားတဲ့ပေါက်ထည့်လိုက်ပါတယ်အရသာမုတ်တွေကိုလိုတလို့ပေါ့နော်ကိုထည့်လိုက်ပါရှိမွေပြီးတော့မှအဖုံးလေးပေါ်တော့ခဏအောက်ထားပြီးတော့မှဆောက်လိုက်ပါတယ်တော့ကပဲကဆူလာပါပြီဆူလာတဲ့အခါမှာအရသာမုတ်ဒီပါပြီးစိုက်ကြည့်ပြီးတော့မှလုံးဝကိုချစ်မိကူပဲချက်ဖြစ်ပါတယ်ဒါကကြတော့အတုဖြစ်ပါတယ်ရှိဒါကတော့ပြီးချက်ပေါ့နော်ကျေးဇူးတင်ပါတယ်